ကျွန်တော်ဘဝကတော့တာမန်ပါပဲမနေ့မိုးလင်းတာနဲ့ဘတ်စကားစီးပြီးတော့လုပ်ငန်းတွေဝင်တယ်နင်းနီဘတ်ဆိုရင်လည်းဘတ်စကားနဲ့ပဲအိပ်ပြန်တယ်လေညဘက်ကြီးဆိုရင်လည်း freelance အလုပ်တွေလုပ်ပြီးတော့အမြဲအိပ်ရာဝင်နောက်ကြတယ်ကျွန်တော်ရဲ့နေ့ရက်တိုင်းအလုံးနဲ့အိမ်နဲ့ပဲအချိန်ကြီးကုန်မှမသိကုန်နေတယ်ကိုယ်ပိုင်အချိန်ဆိုတာမရှိတဲ့လောက်ပဲကျွန်တော်အချိန်ချင်းစဉ်းစားတယ်ကျွန်တော်အချိန်ချင်းတွေးခေါ်တယ်ဒါပေမဲ့ကျွန်တော်ဒီ comfort zone ထဲကနေပြီးတော့လုံးဝရုံမထွက်နိုင်ခဲ့ပါဘူးနေ့ရက်တိုင်းဒီအလုပ်တွေနဲ့လုံးပန်းရင်းနေပေါ့ bro ကျွန်တော်ဗီဒီယိုလေးတွေ့ပြီ bro ဒီလိုလေးနေရတော့ကောင်းနေနေရတယ် နောက်ဆုံးမှာတော့ကျွန်တော်ဆုံးဖြတ်ချက်အကြီးတစ်ခုချခဲ့တယ်ကိုယ်ဆုံးဖြတ်ချက်ချတဲ့အရာကိုလည်းယုံကြည်ချက်ရှိရှိနဲ့လုပ်နိုင်မယ်လို့ကိုအားပေးရင်ပေါ့ကျွန်တော်အခု freelance လောကတွေကိုစဝင်လိုက်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်အချိန်လေးကိုယ်ပိုင်လုပ်ချင်တဲ့ဆန္ဒတွေအကောင့်ထဲပေါ်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့